ကြောက်ကကြောက်မျက်နှာတွေအမ်းပြီးခြေတွေလက်တွေဖောရောက်လာပြီးဆိုရင်ဒီနည်းလေးကိုမှတ်ထားနီလန်းလေးကျွန်တော်ပြောပြပေးမယ်ရှင်နှမောင်းမေကိုကျွန်တော်မိတ်ဆွေတော်တော်များမြင်မှုပါလိမ့်မယ်ကျွန်တော်တို့ခက်ခက်ငယ်တုန်းဆိုရင်သူ့ရဲ့အပွင့်လေးကလှလို့ဆိုပြီးငကက်လေးတွေလက်စွပ်လေးတွေပြုတ်လို့ကစားခဲ့ကြဘူးတဲ့နီလန်းလေးကျွန်တော်ပြပေးမယ်သူ့ရဲ့အပင်ကိုအမြစ်ကနေနှုတ်လိုက်အပင်ပုံစံလေးကဒီလိုပုံစံလေးတပင်လောက်ဆိုလဲရတယ်အမြစ်ကောအပင်ကိုပါကျွန်တော်မိတ်ဆွေရေလေးတိတ်ချဆင်အောင်ဆေးဦးလေးတဲကိုရေတစ်ခွက်လောက်ထည့်ပြီးကျွန်တော်မိတ်ဆွေ10မိနစ်လောက်ပြုတ်ထား10မိနစ်လောက်ပြုတ်ထားတဲ့အရေကိုမနက်ပိုင်းမှာအစာမစားခင်တရက်ကိုတစ်ခွက်ပုံမှန်လေးကျွန်တော်မိတ်ဆွေတို့တောက်ပဲငွေကြေးလေးကုန်ကြတတ်တာပြီးကြောက်ကကြောက်ခန္ဓာကိုယ်ဖောရောက်တာတွေကိုတတ်တာပြောက်ကင်းစေတယ်အားလုံးပဲကျမ်းမာပျော်ရွှင်ပါစေဗျာလေဖြတ်ခြင်းကိုကာကွယ်ခြင်းနဲ့ဆိုပြီးလက်မေးထားတဲ့မိတ်ဆွေတွေဒီနည်းလေးကိုမှတ်ထားငွေကြေးကုန်တက်တာပြီးရှာရတာလည်းလွယ်ကူတယ်လူကြီးပိုင်းတွေဆိုရင်ဂန်းကလာကိုလူတိုင်းသိတယ်ဂန်းကလာမှာ2မျိုးရှိတယ်အရိုင်းနဲ့အရင်တော့ဟင်းကလာမဟုတ်ဘူးနော်ဂန်းကလာသူပေါက်တဲ့နေရာဒေသတွေကမြေအနှိမ့်နဲ့အေးတဲ့နေရာမျိုးတွေမှာပေါက်တာများတယ်ခြေဖြားလက်ဖြားတွေထုံကျင်ပြီးအာယုံကြောအားနည်းသလိုဖြစ်လာပြီးဆိုရင်ကျွန်တော်မိတ်ဆွေတို့ဒီဂန်းကလာကိုပြုတ်လိုက်ပြုတ်လို့ရတဲ့အကြေကိုတရက်ကိုတစ်ခွက်ပုံမှန်လေးမိတ်ဆွေတို့တောက်ပေးဒါမှမဟုတ်ပြုတ်ပြီးငပိရင်နဲ့တို့စားမယ်ဆိုအရန်ကိုကောင်းတယ်ကျွန်တော်တို့နေဒေသတွေမှာအရန်ကိုစားကြတယ်သူ့ရဲ့အရသာကနည်းနည်းလေးခါတက်ရှိမယ်ဂန်းကလာရော့ကစီးကိုကောင်းစေပြီးလေဖြတ်ခြင်းကိုကာကွယ်စေပါတယ်လက်ကဝတ်တွေကြိုက်တာခလေးတွေရုတ်တရက်လက်ကဝတ်တွေကြိုက်တာအဆစ်လေးတွေကြိုက်တဲ့ပြဿနာကိုကြုံတွေ့လည်ရပြီဆိုရင်ကျွန်တော်မိတ်ဆွေတို့ဒီကော်ပီတုတ်တစ်ဖက်လောက်ကိုမီလီနဲ့နည်းနည်းမြှိုက်လိုက်နွန်းသွားအောင်မြှိုက်ပြီးသွားပြီဆိုတာနဲ့အဲ့ဒီလက်ကဝတ်နေရဒါမှမဟုတ်အဲ့ဒီအဆစ်နေရလေးကိုကျွန်တော်မိတ်ဆွေတို့အဝတ်လေးနဲ့စီးထားပြီးတာမျိုးပတ်တီလေးနဲ့စီးထားပြီးတာမျိုးလုပ်ပေးမယ်ဆိုလို့ရှိရင်တရက်တော်တွေမှာပျောက်ပြီးဒီနည်းလေးကိုမှတ်ထားမျက်စိမှုံသွားတာကိုတဘာဝနီလန်းလေးနဲ့ပြောပြပေးပါဆိုပြီးလာမင်းထားတဲ့မိတ်ဆွေတွေပိုးစာရွက်လက်တဆုပ်လောက်ကိုခူးမယ်တောင်စည်းပြူတီ3-4လုံးလောက်ကိုကျွန်တော်မိတ်ဆွေတို့စိတ်လိုက်ပြီးတာနဲ့ကိုပြုတ်မဲ့အိုးလေးထဲကိုထည့်ပြီးကျွန်တော်မိတ်ဆွေရေ2ခွက်စာလောက်ထည့်ပေးလိုက်မျက်ချီတွေအရန်ထွက်ပြီးမျက်စိမှုံနေတဲ့သူတွေအတွက်နော်10မိနစ်15မိနစ်လောက်ကျွန်တော်မိတ်ဆွေတို့ပြုတ်လို့ရတဲ့စီးရီလေးကိုမနက်ပိုင်းမှာကျွန်တော်မိတ်ဆွေတို့10မိနစ်ကိုတစ်ခွက်ပဲပုံမှန်လေးတောက်ပြီးအစာမစားခင်တောက်လဲရတယ်အစာစားပြီးမှတောက်လဲရတယ်မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာကိုတတ်တာကောင်းမွန်စေပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်ပါစေဗျာဒူးကောင်းထဲမှာကြိုက်ပြီးအကျောနာနေတဲ့မိတ်ဆွေတွေဒီနည်းလေးကောင်းတယ်ဒူးလဲသွားတာတွေဒူးကြိုက်တာတွေကောင်းတယ်နီလန်လေးကျွန်တော်ပြပေးမယ်ရဲရွရွက်3ရွက်လောက်ကိုကျွန်တော်မိတ်ဆွေတို့အပင်ကနေခူပြီးရေတချန်ဆင်အောင်စေးညအိတ်တဲ့ခါမှာကျွန်တော်မိတ်ဆွေတို့ပုံမှန်လေးစီးပြီးအိတ်ပြီးမနက်မိုးလေးနာနဲ့ရဲရွက်နွန်းသွားတာကိုကျွန်တော်မိတ်ဆွေတို့တွေ့ပါလိမ့်မယ်ရဲရွက်ကဒူးကောင်းထဲကအပူတွေကိုစုပ်ထုတ်ပြီးတယ်ဒူးလဲသွားတော့ဒူးနာတာဒူးကြိုက်တာဒူးထဲမှာခလုနေတယ်လို့ဖြစ်နေတဲ့မိတ်ဆွေတွေ3ရက်မပြည့်ဘူးပျောက်ပြီး